ကျော်ယုံကြည်သူတွေဆူတောင်းနေတယ်အဖြေမရကြအောင်ယုံကြည်သူတွေဆူတောင်းတယ်အဖြေမရကြအောင်ဘာဖြစ်လို့ယုံကြည်သူဆူတောင်းလို့အဖြေမရတာလဲရှင်းရှင်းလေးပြောပြမယ်တေချာနာထောင်ဒီညဒီတော်တော်များများသောပြဿနာတွေကိုဖြေရှင်းပေးမယ်နှုတ်ကပတ်တော်ဖြစ်တယ်လားဆူတောင်းတာဘာလို့ဖြေမရကြလဲဆိုတော့ပေးထားပြီးသားအရာကိုမသိပဲတောင်းနေလို့ပြန်ပြောမယ်တေချာနာထောင်ပေးထားပြီးသားအရာတွေကိုထပ်ခါကျွန်တော်တောင်းနေတယ်ဖခင်ပေးထားပြီးသားပေးထားပြီးသားအရာကိုထပ်ခါမတောင်းနဲ့အဲ့ဒါကျွန်တော်ရဲ့ရှုံးနေခြင်းဒီချာနာထောင်ပေးပါညီကောင်မောင်မအရင်ရေးကြည့်တယ်အားလုံးမှတ်ထားပါ Zoom ထဲမှာရှိတယ်ညီကောင်မောင်မ online မှာကြည့်နေညီကောင်မောင်တွေမှာရှိတယ်ညီကောင်မောင်အားလုံးပြောပြမယ်ဆူတောင်းတာငါအရင်ဆူတောင်းတာပဲဘာလို့ဖြေမရတာလဲပေးထားပြီးသားကိုမသိပဲနဲ့ထက်ခါတောင်းနေတဲ့အရာတွေကကျွန်တော်တို့အသက်တာမှာဘာတစ်ခုမှမရလာအောင်မှတ်ထားတေးချာနာတော့ပေးထားပြီးသားအရာကိုကျွန်တော်မသိဘူးပေးထားပြီးသားအရာကိုမသိပဲနဲ့ကျွန်တော်ဆူတောင်းနေသွေးဘာဆူတောင်းချက်မှအဖြေမရအောင်ဒါလေးကိုကြော်သွားလို့မရလို့ကျွန်တော်ပြန်ပြောမယ်တေးချပြန်ပြောမယ်ထက်ခါပြန်ပြောတာချမ်းမဟုတ်ဒီနေ့ခရိယန်တွေအရင်ဆူတောင်းတယ်ဒါပေမဲ့အလိုတော်မသိပဲနဲ့တောင်းနေကြတယ်ဒီနေ့ဆူတောင်းနေကြတယ်ဒါပေမဲ့ဖျားပေးထားပြီးသားအရာဘာလဲဆိုတော့မသိပဲနဲ့တောင်းနေကြတာပေးထားပြီးသားအရာကိုမသိပဲနဲ့တောင်းနေတဲ့သူတွေဘာတစ်ခုမှမရအောင်အားလုံးခဏလေးကြည့်အောင်အေဖတ်2 4 5 6ခွန်ကြည့်မယ်အခုနာ4ကိုကျွန်တော်ဖတ်ပြီးသွားပြီဂယုဏနဲ့ကြွယ်ဝတော်မူသောဘုရားသခင်ကဂယုဏနဲ့ကြွယ်ဝတော်မူသောဘုရားခင်ငါတို့ကိုဘာဖြစ်လဲချစ်တော်မူသောမဟာမေတ္တာတော်အပြင်ချစ်တဲ့မဟာမေတ္တာတော်အပြင်ယောဒနာမေတ္တာတော်မဟုတ်ပါလဲမဟာမေတ္တာတော်အပြင်ဒုစရိုက်အပြစ်နဲ့သေလျက်ရှိနေသောငါတို့ကိုခရစ်တော်နဲ့အတူအသက်ရှင်စေတော်မူပြီဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရဆက်သွားရအောင်6မှာယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရပ်၌ဒီမှာကြတော့အင်္ဂလိပ်နဲ့ဗမာမတူတာရှိတယ်အင်္ဂလိပ်ကြတော့ကွာတာ made us sit together in heavenly places in Christ Jesus sit ဆိုတဲ့စကားပါတယ်မြန်မာမှာမပါလာဘူးယေရှုခရစ်အပြင်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရပ်၌နေရာပေးတယ်ကောင်းကင်နဲ့နေရာပေးတယ်လို့ပြောတဲ့အခါမှာသင်နားလည်ထားမှာသင်ဘာမှမလိုတော့ဘူးယေရှုခရစ်နဲ့တော်နဲ့တာတရားလောက်လာပေးစမ်းဒါလေးနည်းနည်းဟိုဘက်ရွှေ့ပေးမကြည့်လောင်းနေလောင်းမထားအာမင်အာမင်ယေရှုခရစ်အပြင်ငါတို့ကိုထမြောက်စေ၍तू ကဆရာဒေးဗစ်လာသူ့ကိုနေရာမပေးရင် तू ဒီမှာလာထိုင်လို့မရအောင်မရဟိုမှာ तू ထိုင်တော့ဒီမှာရောက်လာရင်ငါတရားဟောနေတော့ဘာလာရှုပ်တာလဲတွားလို့ပြောမယ်ဒါပေမဲ့ तू ကိုလာလို့ပြောတဲ့အခါမှာ तू လာလို့ရတယ်လာလို့ပြောမကောက်လာထိုင်လို့ပြောတဲ့အခါမှာ तू ထိုင်ရတဲ့အခွင့်ရတယ်အာမင်ယေရှုခရစ်အပြင်ငါတို့ကိုထမြောက်စေရုံပဲထမြောက်စေတာမဟုတ်ဘူးကောင်းကင်အရက်မှာနေရာပေးလိုက်ပြီတဲ့အာမင်နားလည်ထားမှာညီကိုမောင်တို့ကျွန်တော်တို့ကဒီမြေကြီးမှာပဲနေရာရှိတဲ့သူတွေမဟုတ်ဘူးကောင်းကင်မှာနေရာရှိတဲ့သူတွေဖြစ်တယ်အာမင်ဒါအောစရာအရန်ကောင်းတာကဒီလောကနဲ့ထွက်သွားတာနဲ့ကျွန်တော်တို့လုံးဝနေရာအမှန်ညာအမှရှိနေထာဝရအတွက်ပြင်ဆင်ထားတဲ့နေရာကြီးอ่ะဒါတေခြင်းတရားဆိုတာတို့အတွက်လုံးဝကြောက်စရာမဟုတ်တော့ဘာဖြစ်လို့လဲဆိုတော့တို့အတွက်နေရာရှိထားပြီးသားဘုရားပြင်ဆင်ထားပြီးသားယေရှုခရစ်အပြင်ငါတို့ဗာလဲထမြောက်စေတယ်ဒါပဲမဟုတ်ဘာဖြစ်လဲကောင်းကင်အရက်မှာနေရာပေးမှာမဟုတ်ဘူးပေးပြီးသားပေးပြီးသားတင်းရဲ့နေရာကိုဘုရားခင်ပြင်ဆင်ထားပြီးသား position ရှိပြီးသားအာမင်
ဆိုတော့တင်နားလေထားမှာကမကြမ်း make us sit together in heavenly places in Christ Jesus ဆိုတော့ဒီမှာကြည့်အောင်ခရစ်တော်ကလောကကိုအောင်လားပြောဟမ်ခရစ်တော်လောကအောင်လားခရစ်တော်ကလောကအောင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလောကကိုအောင်သွားတယ်အင်္ဂလိပ်နဲ့ဗမာမတူတာရှိတယ်ဗမာကြတော့နည်းနည်းမရှင်းဘူးအင်္ဂလိပ်မှာကြတော့ in heavenly places in Christ Jesus sit together in heavenly places in Christ Jesus in Christ Jesus လို့ပြောတယ်ကျွန်တော်ခရစ်တော်အထဲမှာကျွန်တော်ရှိတာခရစ်တော်အထဲမှာကျွန်တော်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကခရစ်တော်ပေးတဲ့အောင်မြင်ခြင်းပဲရတာမဟုတ်ခရစ်တော်အောင်မြင်တဲ့ကဲ့သို့ကျွန်တော်တို့အောင်မြင်နေတာအာမင်အာမင်ခဏလေးကျွန်တော်ကြည့်အောင်ခဏလေးဆက်ပြီးကြည့်အောင်ကျွန်တော်တို့ကလောကမှာတဲ့ဘယ်လိုလူတွေလဲတဲ့ဘယ်လိုလူတွေလဲတဲ့တိယောခန်းကြီး၄အငယ်၁၉တိယောခန်းကြီး၄ငယ်၁၉ကိုယ့်ရဲ့နေရာမှာကိုတည်သွားညီကိုမောင်တို့ကကျွန်တော်အားပေးရတယ်ဒီချင်းမှန်မှာနေထိုင်တဲ့လူတွေရောလာကြောင်းတက်တဲ့သူတွေအားလုံးတင်းတို့တလပြီးတလတစ်နှစ်ပြီးတစ်နှစ်တင်းတို့မတူစေရအောင်လုံးဝတိုးတက်သွားရမယ်အာမခံရတယ်မတိလို့ကျွန်တော်တို့ဆုံးရှုံးနေတာမတိလို့အားတွေငယ်နေတာမတိလို့ကျွန်တော်တို့ကမရေရမတေချာတဲ့ဘဝတွေမှာဖြစ်နေတာ no ကျွန်တော်အထူးအောင်မြင်တဲ့သူတွေဖြစ်ပြီးသားဟာလေလုယာထို့သောငါတို့ဒီချစ်ချင်းမြတ်တာနဲ့ပြည့်စုံသွားဖြင့်တရားဆုံးဖြတ်တော်မူသောနေ့၌ရဲရသောခွင့်ရှိကြ၏အကြောင်းကငါတို့သည်ကိုတော်၏နီးတူဤလောက၌ဖြစ်ကြ၏ကောင်းကင်နိုင်ငံရောက်မှဖြစ်တာမဟုတ်မြေကြီးပေါ်မှာပင်လေကိုတော်နီးတူဖြစ်ရတဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးထားပြီးသားဘာဖြစ်လို့လဲညီကိုမောင်မတို့ခရစ်တော်ထဲမှာကျွန်တော်ဘုရားထည့်ထားပေးလိုက်ပြီခရစ်တော်ထဲမှာကျွန်တော်ဘုရားထည့်ထားပေးလိုက်ပြီမချားမှာဆိုလို့ပြန်ပြောမယ်ခရစ်တော်ထဲမှာကျွန်တော်တို့ကရှိနေတာအာမင်ခရစ်တော်ထဲမှာကျွန်တော်ရှိနေတာအဲ့ဒါကိုမသိဘူးဆိုရင်နှစ်ကောခန်းကြီး1အငယ်21အားလုံးခဏလေးကြည့်ရအောင်အင်္ဂလိပ်နဲ့ဗမာနဲ့ကွာတာလေးတွေရှိတယ်ဒါပေမဲ့အဲ့ဒါလေးပြန်ရှင်းသွားမယ်အားလုံးလိုက်ဆိုရအောင်သင်တို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ခရစ်တော်၌တည်စေတယ်ဆိုတဲ့စကားအင်္ဂလိပ်လို့ဆိုရင် in Christ ခရစ်တော်ထဲမှာငါတို့ထည့်လိုက်ပြီ hallelujah ခရစ်တော်၌တည်စေ၍ဗိသိက်ပေးသောသူကဖျားသခင်ပေတည်းတယ်ဆိုတော့တင်းတို့ကဆရာတွေမှဗိသိက်ရှိတာမဟုတ်ဘူးယေရှုခရစ်ထဲမှာရှိတဲ့သူတွေအားလုံးဗိသိက်ရှိတဲ့သူတွေဖြစ်တယ်ဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြောရအောင်တင်းဒီဗိသိက်ရှိတော်သူဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်ဆူတောင်းပေးပိုင်ခွင့်ရှိတယ်တင်ဟာလက်တင်ပြီးတော့ကောင်းကြီးပေးပိုင်ခွင့်ရှိတယ်တင်းနှုတ်ကနေထွက်တဲ့စကားတွေကမင်္ဂလာဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ထားတယ်တင်းနှုတ်ကနေငါသည်မင်္ဂလာရှိတဲ့သူလို့ပြောရင်တင်းစီမင်္ဂလာကရောက်လာလိမ့်မယ်ငါသည်ကျမ်းမာသောသူဖြစ်တယ်လို့တင်ဝန်ခံတဲ့ချိန်မှာကျမ်းမာခြင်းကတင့်ထဲကိုနေရာယူလာလိမ့်မယ်ငါသည်ကြွယ်ဝသောသူဖြစ်တယ်လို့ပြောတဲ့အခါမှာကြွယ်ဝခြင်းကတင်းရဲ့အိမ်ကိုတကားလာခောက်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ထားပေးတာဖြစ်တယ်ဘာဖြစ်လို့လဲအဲ့ဒါဗိသိက်ရှိသောသူတွေရဲ့မင်္ဂလာအဲ့တိုင်းဘုရားပြင်ဆင်ထားတာအဲ့ဒီဗိသိက်ကကိုရယူတာမဟုတ်ဘုရားကယေရှုအပြင်တို့ကိုပေးလိုက်တာဖြစ်တယ်တင်းတို့နဲ့ငါတို့ခရစ်တော်၌တည်စေ၍ဗိသိက်ပေးတော်သူကအာမင် praise the Lord ကျွန်တော်ကောင်းလို့ရတာမို့ယေရှုကြောင့်ကျွန်တော်ရတာအာမင်အာမင်ဒီနေ့ကျွန်တော်တို့ကိုဘယ်မှာရှိစေလဲဆိုတော့ကောင်းကင်အရာမှာခရစ်တော်နဲ့အတူရှိရတဲ့ခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးလိုက်ပြီအဲတော့ခရစ်တော်ရဲ့အောင်မြင်ခြင်းကျွန်တော်ရဲ့အောင်မြင်ခြင်းဖြစ်လာပြီဒါကြောင့်အေဖအော်ရာစာခန်းကြီး1ကိုတစ်ချက်လေးတွားရအောင်20ရနဲ့စကြည့်မယ်ထိုတကိုးတော်ကခရစ်တော်ကိုတည်ခြင်းမှထမြောက်စေခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်တယ်ဆက်သွားမယ်ခတ်သိမ်းသောအထုမြတ်အားလုံးကြည့်အောင်ခတ်သိမ်းသောအထုအမြတ်ဆိုတာဘာလဲဒီလောကမှာစိုးတရားပြုနေတဲ့ဝိညာဉ်ဆိုးတွေကိုပြောနေတာခတ်သိမ်းသောအထုမြတ်အာနာဇတ်တကိုးအစိုးရခြင်းမှစ၍ယခုဘဝကျွန်မခဏပြောဦးမယ်တရေကြောက်တဲ့ခရိယန်နေတရေကြောက်တဲ့ခရိယန်နေပြောဦးမယ်တရေကြောက်တဲ့ခရိယန်နေတခုပဲပြောပြမယ်သင်ဘာမှကြောက်စရာမလိုတကယ်တော့သင်ကယေရှုနာမနဲ့ထွက်လို့ပြောတာနဲ့အဲ့ဒီဝိညာဉ်ဆိုးကနေလို့မရစေထွက်ကိုထွက်သွားတယ်အာမင်သင်အင်မတန်ကြောက်တယ်သင်ဘယ်သူလဲဆိုတာသင်မသိလို့သင်ဟိုကြောက်ဒီကြောက်နာသင်ဘယ်သူလဲသင်သိတော့ဘာမှကြောက်စရာအကြောင်းမရှိတော့ဘူးသင်နဲ့အတူဖျားရှိတော့သင်ကိုယ်တော်မှသူများပြန်ကြောက်နေရတယ်သင်ကိုယ်တော်မှအဲ့ဒီဝိညာဉ်ဆိုးတွေပြန်ကြောက်နေလာရင်တို့ကကြောက်တယ်ငါနေရာမရှိတော့ဒုက္ခပဲဆိုတော့သင်ကိုပြန်ကြောက်နေအဲ့တော့သင်ပြန်ကြောက်နေတာအဲ့ဒါရှုံးတာ
ဘာကြီးဘလောက်ဝမ်းနေစရာကောင်းလဲပြောပြညစ်ဆက်နေလို့ရလားအဆင်ပြေလားโอเคဘာကြီးပြောပြမယ်ဣသလလူမျိုးတွေဟာခန္ဓာပြီးဝင်ရမှာကြောက်လားမဟုတ်ဣသလလူမျိုးတွေကြောက်လားကြောက်တယ်အရန်ကြောက်တယ်ဘာပဲလို့ကြောက်လဲဆိုတော့အဲ့ဒီခန္ဓာပြီးမှာရှိတဲ့အကောင်ကြီးနဲ့အရန်ကြီးလို့တဲ့စမ်းကြည့်တော့ကျွန်တော်ကြောက်နေတဲ့အရာတွေကကျွန်တော်တို့ရဲ့အသက်တာကိုရှုံးနေစေတယ်ဒါပေမဲ့ကြောက်စရာမရှိတဲ့အရာကိုဒါတို့ကြောက်နေတာငါတို့ရဲ့ရှုံးနေခြင်းဖြစ်နေတာတေချာနာပတ်စံမရှိမှကြောက်တယ်မဟုတ်လားပြောပတ်စံမရှိမှကြောက်တယ်ပတ်စံမရှိငါဘယ်လိုပေးနိုင်မလဲပတ်စံမရှိမှကြောက်တယ်ဟာ come on ရှိပြီသားအော်မကြောက်ရွှေနဲ့ငွေကိုငါပိုင်သည်ဟုကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားမိန့်တယ်လို့ပြောပြီးသားဒီကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားငါတို့ကမနှက်ဘယ်လိုထားခေါ်နေလဲဟာကရင်နေဆိုဘယ်လိုခေါ်လဲပါတဘိုးရွာပါကချင်နေကဘယ်လိုပြောလဲအဝါကရန်ကဆန်ချချင်းရဘယ်လိုပြောလဲတုတ်ပါဘွေပါအဲ့ဒီဖယားကြီးရဲ့ရွှေနဲ့ငွေကိုပိုင်တဲ့ဖယားကြီးတဲ့ဘယ်သူမှမပေါ့ရွှေနဲ့ငွေကိုငါပိုင်တာတဲ့အဲ့ဒီဖယားကိုရပြီးတော့မှငါတို့ကငွေမရှိမှကြောက်စရာအကြောင်းမရှိဘူးအော်ဒါဆိုဘာလို့မရှိရလဲဆရာရှိတာမသိလို့မသိပဲနဲ့မချီးမွမ်းနိုင်ကြဘူးစိုးရိမ်နေတယ်ကြောက်နေတယ်အဲ့ဒါပြဿနာတို့အတွက်ဖယားကုန်ပြင်ဆင်ထားပြီးသားအော်မရဘူးတို့အတွက်ဖယားပြင်ဆင်ထားပြီးသားအာမင်မဟုတ်ယုံကြည်သူတွေအားလုံးအတွက်ဖယားယေရှုအပြင်အကုန်ပြင်ဆင်ထားတော့တို့ကမသိတာအဲ့ဒါပြဿနာအော်ကျွန်တော်ပြောရင်ပြောတယ်ဖြစ်နေဦးမယ်တစ်ကောခန်းကြီး3သွားလိုက်စမ်းပါ你家长都有တစ်ကောခန်းကြီး3အဆုံးပိုင်းလေးကိုဖတ်လိုက်ဆုံးပိုင်းလေးကိုဖတ်အာဟာမကြည့်16လောက်19ကနေဖတ်မယ်19ဖတ်အာဟာသာဖျားတည်တော်မူ၏လာသည်ထိုသောဖြစ်လင်အဘယ်သူမျှလူရ၌ဝါကြွားမရှိစေနှင့်ခတ်သိမ်းသောအရာတို့သည်ခတ်သိမ်းသောအရာတို့ဘု து အဖို့ခတ်သိမ်းသောအရာဘု து အဖို့တင်းတို့ဖို့ဖျားပြင်ဆင်ထားပြီးသားခတ်သိမ်းသောအရာတင်းတို့အဖို့ဟယ်လိုမရမဆိုလို့ပြန်ပြောမယ်ခတ်သိမ်းသောအရာဘု து အဖို့မတာကျွန်တော်တို့ကဘု து အဖို့လဲခရစ်တော်ဖို့ခရစ်တော်ဘု து အဖို့လဲခမည်းတော်ဖို့ဒီလိုသွားတာပြဿနာဒီလိုလာတာဒါမဲ့တို့ကဘသူ့ဖို့ဖြစ်နေလဲလောကဖို့ဖြစ်နေတယ်အဲ့မှာလစ်တာအဲ့မှာလွဲတာတို့ကခရစ်တော်ဖို့ဖြစ်နေတဲ့ခတ်သိမ်းသောအရာတို့တော်ဖြစ်လာမယ်ဟာအဲ့လောက်ကြီးရှင်းနေတာကိုရှုပ်အောင်လုပ်တာငါတို့ဘာသာရေးဆရာတွေစိတ်တော့မကောင်းဒါမဲ့ပြောပလိုက်တော့မယ်အကုန်ဖွင့်ချလိုက်ဟမ်ဆရာကြီးဟာပြောရမလားအဲ့ဒါဆရာကြီးဟာပဲခတ်သိမ်းသောအရာတို့သည်တင်တို့အဖို့ဖြစ်ကြ၏ဆက်သွားပေါလုဖြစ်စေအာပေါလုဖြစ်စေကေဖဖြစ်စေဤလောကဖြစ်စေအသက်ရှင်ခြင်းဖြစ်စေတေခြင်းဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်သောအရာဖြစ်စေခတ်သိမ်းသောအရာတို့သည်တင်တို့ဖို့ဖြစ်ကြ၏ဒါလောက်ပြောပြီးသားဝါဒါပေမဲ့ပြဿနာပါလဲဆိုတော့ဟေးဆရာဒေးဗစ်လာပြောနေတာချမ်းမဟုတ်ဖျားပေးထားပြီးသားကိုတို့မရတာကိုစိတ်မကောင်းတာအာမင်ဆရာဒေးဗစ်လာကိုကြည်လို့အစင်မပြေမကြည့်နဲ့ဒါပေမဲ့တရားတော်နားထောင်ရုပ်ကအစင်ပြေတဲ့ရုပ်မဟုတ်ရင်နားမထောင်နဲ့ TV ကိုဒီလိုကြောခိုင်းလိုက်ဒါမဲ့တော့နားတော်ထောင်ပေးယေရှုပြုဘာဖြစ်လို့ဆိုတကယ်ပြောနေတဲ့ဟာကြီးကတကယ်ရင်ထဲကလာတာရင်ပတ်ကြီးကနေလာနေတာရစေခြင်းနဲ့ရောက်စီတိုင်းအောင်အာမ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 င်
ဒါတော့မှ तू မရခဲ့လို့တော်တော်နှစ်တွေကြာသွားတာခေါ်ရင်ထူးလို့ပြောတာကိုခေါ်ရင်ထူးတဲ့ဖျားရှိတယ်ခေါ်ဆိုတော့မခေါ်ဘူးလေတေကန်နီးမှခေါ်တာတရုတ်ပြည်မှာရိုက်တက်ခံပြီးတော့တေကန်နီးမှခေါ်လိုက်တယ် မတွေ့ဘူးလေ MP3 နဲ့နား MP3 နဲ့ ရုပ်တွေ့လေအဲ့တော့ကြည့်ပြမှာမဟုတ် နေခုမှနေချောမှနေသိတယ်မလား အရင်ချောတာတပင်းနာမနေနေအောင် ပေါလုဖြစ်စေအာပေါလုဖြစ်စေကေဖဖြစ်စေဤလောကဖြစ်စေအသက်ရှင်ခြင်းဖြစ်စေသေခြင်းဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်သောအရာဖြစ်စေခတ်သိမ်းသောအရာတို့ဟာ တင်တို့အဖို့ဖြစ်ကြ၏ ဟာတလောက်ကောင်းတာဘာရှိအောင်မလဲကွာ တင်တို့ အာမင်ပြင်ဆင်ထားပြီးသားမင်္ဂလာကြီး အာမင် ဒါပေမဲ့ဆက်သွားတင်းတို့ တင် ဖို့ တို့ဒီလေခရစ်တော်ဖို့ အာ ဖြစ်ကြ၏ အဲ့ဒီမှာလာတာတို့ကလောကမှာဘသူအတွက်ဖြစ်နာလဲအာခရစ်တော်ဖို့ဖြစ်နေသေးခတ်သိမ်းသောအရာငါတို့ဖို့ဖြစ်ကိုဖြစ်တယ်ခရစ်တော်လည်းဘသူဖို့ဖြစ်ခဲ့လဲဘုရားခင်ဖို့ဖြစ်ခဲ့တယ် ဘုရားသခင်ဖို့ဖြစ် မကြီးခရစ်တော်ကနေထိုင်လို့ရတယ်ခဏနေပြန်လာပါဆရာမကြီးစကြည့်ခရစ်တော်ကလာဇရုထွက်ခဲ့လို့ပြောတဲ့အခါမှာတည်တဲ့လူကြီးပြန်ထလာလားခရစ်တော်လှုပ်သမျှမှာဖျားပါလို့ပါနာလဲဖျားဖို့သူဖြစ်နေသေးဖျားလည်းသူ့အဖို့အကုန်လုံးလှုပ်တယ်ဆူတောင်းလိုက်တာနဲ့မုံငါးလုံးနဲ့ငါးနှကောင်နဲ့လူ9000ကျွေးနေတဲ့အထိဘုရားခင်ကြွယ်ဝခြင်းကိုဘုရားခင်ပေးပြန်တယ်လုံလောက်တဲ့ခွင့်ကိုဘုရားရှင်ပေးပြန်တယ်ဘာဖြစ်လို့လဲခရစ်တော်ကခမည်းတော်အဖို့ဖြစ်နေသေးခမည်းတော်က तू ပြောတဲ့စကားအားလုံးဘုရားတာဝန်ယူတယ်ငါတို့ကလည်းခရစ်တော်အဖို့ဖြစ်နေသေးငါတို့ရဲ့ပြောသမျှအရာအားလုံးဘုရားကုန်တာဝန်ယူတဲ့ဘုရားဖြစ်တယ်ဘုရားခင်နာမှာပုံကြည့်ပါစေခတ်သိမ်းသောအရာသင်ဖို့ဘုရားပြင်ဆင်ထားပြီးသားအာမင်ထောင်းကြည့်21ကိုသွားရအောင်ဘယ်21လဲအေဖတ်1 21အဘယ်တို့နီးဟုမူက ငုံကြည့်ခဏနေရောနေပါလေရှောက်ဖတ်နာအေဖတ်1ဘင်းအရှိဆုံးမှလာထိုင်တော့မားနာနင်းငါနေငါဟေးခရစ်တော်ကနေကိုတစင်နှိမ့်မထိုင်ခိုင်းဘူး ဟာလေလုယာအဲ့ဒါမပိတ်သေးဟာလေလုယာ ခတ်သိမ်းသောအထွတ်အမြတ်အာနာဇတ်တကိုးအစိုးရခြင်းမှဆောက်၍ယခုဘဝနောင်ဘဝ ခေါ်ဝသမုတ်တော် ၌ခေါ်ဝသမုတ်သောဘွဲ့နာမ အလုံးစုံတို့ထက် ကောင်းကင်အရ၌မိမိလက်ရတော်ဘက်မှာအလွန်မြင့်သောနေရာကိုခရစ်တော်အားအလွန်မြင့်တဲ့နေရာဘု து ပေးလဲ ခရစ်တော် ဘု து ပေးလဲ ခရစ်တော် မပြန်ကြည့်ဘု து ပေးလဲဟုတ်တယ်ခရစ်တော်ပေးတယ်ရေပြောလဲမဟုတ်ပြောလိုက်တာနဲ့သူရဲမပြောရတော့ဘူးတေချာပြောရမယ်မယောင်သွားနဲ့ဘလောက်မဟုတ်ပြောဟုတ်တယ်ခရစ်တော်ကိုပေးတယ်လို့ပြောရမယ်အာမင်ဘု து ပေးလိုက်ပြီလေကောင်းကင်အရာမမိလက်ရတော်ဘက်မှာဘု து အလွန်မြင့်သောနေရာကိုဘု து ပေးလိုက်လေ ခရစ်တော် ဘု து ပေးလိုက်ပြီလေ ခရစ်တော် ဒါဆိုအခုနကျမ်းပိုက်နဲ့ပြန်ဆက်မယ်ဒါလေးမမေ့နဲ့ဒါလေးကိုကင်တာဘယ်လို့မှကင်တာလည်းမရအောင်ကောင်းကင်အရက်၌မိမိလက်ရဘက်မှာအလွန်မြင့်သောနေရာကိုဘု து ပေးလိုက်ပြီလေ ခရစ်တော် ခရစ်တော်ကို ပေးလိုက်တယ် ဟုတ်ပြီအခုဒါဆိုပြန်ကြည့်မယ်အေဖတ်ဒါအေဖတ်ဘယ်လောက်လဲအေဖတ်2ကိုသွားအေဖတ်2အေဖတ်1နဲ့2ကနေတော့ကြီးလှန်စရာလိုလို့ ဟောရင်တို့လန်လိုက်တာ အေဖတ်2 9ကိုကြည့်အာခရစ်တော်နဲ့အတူအသက်ရှင်စေတော်မူ ဟုတ်ပြီကျေးဇူးတော်ကယ်တင်ရှင်ရောက်ရဆက်သွားခုနှစ်ကိုသွား ယေရှုအခရစ် အော် sorry 6 ယေရှုခရစ်အားဖြင့်ငါတို့ကိုရှင်ပြန်ထမြောက်စေ ဘာရှင်ပြန်မပါဘူးထားမြောက်စေ ဟုတ်ကျွန်တော်ဟာဒီကျမ်းစာအရင်ပြည့်စုံတယ် ဘာမှရှောက်ပြန်ငါတို့ကိုထားမြောက်စေ၍ကောင်းကင်အရက်၌ဘာဖြစ်လဲ နေရပေးတော်မူ ကောင်းကင်အရက်၌ နေရပေးတော်မူ ဘသူအနေရပေးတာလဲ ကျွန်တော်ကို ငါတို့ကိုထားမြောက်စေပြီးကောင်းကင်အရက်မှာနေရပေးလိုက်ပြီကောင်းကင်အရက်မှာနေရ ပေးလိုက်ပြီ ဆိုတော့ဒီမှာကြည့်အောင်ပြန်သွားမယ်ခုနအေဖတ်1ကိုပြန်သွားနင်ဘာမှဖလန်ကြမလို့ဒီမှာပဲတဲ့ ခတ်သိမ်းသော အထွတ်မြတ် အထွတ်မြတ် အာနာဇတ် တကိုအစိုးရခြင်းမှာ စာ၍ ယခုဘဝနောင်ဘဝ၌ ယခုဘဝနောင်ဘဝ ခေါ်ဝသမုတ် ခေါ်ဝသမုတ်တော် ဘွဲနာမအလုံးစုံတို့ အာဟာ ကောင်းကင်အရက် အာဟာ ၌မိမိလက်ရတော်ဘက်မှာ အာဟာ အလွန်မြင့်မြတ်သောနေရာ နေရဘသူပေးလိုက်ပြီ ခရစ်တော်အားပေးတော်မူ မကြည့်ကျွန်တော်တို့ဘသူအထဲမှာရှိလဲ ခရစ်တော်ထဲမှာ
ခရစ်တော်ထဲမှာရှိတဲ့အတွက်ကြောင့်ခရစ်တော်ပေးတဲ့မင်္ဂလာအားလုံးကဘု து အတွက်ဖြစ်လေ ကျွန်တော်အတွက် ငါတို့အတွက်ဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိုက်ပြီဟာလေလုယာအာမင်အာမင် အာမင်ပို့ပွင့်သွားတယ် ဟာလေလုယာ အာမင်အာမင်အာမင် ရလားမရလားနင်ရရလား ရတယ်ရတယ် အော်ကြည်အေဖတ်တစ်ကိုပြန်သွားအေဖတ်တစ်21ကိုသွား21ခတ်သိမ်းတော့ ခတ်သိမ်းသောအထွတ်အမြတ်အာနာဇက်တကူအစိုးရခြင်းမှာ စာ၍ ယခုဘဝ ဘဝ နောင်ဘဝ အာဟာ ခေါ်ဝေါ်သမုတ်သောဘွဲနာမအလုံးစုံတို့အထက်ကောင်းကင်အရက်၌မိမိလက်ရတော်ဘက်မှာလက်ရတော်ဘက်မှာအလုံးမြင့်မြတ်သောနေရာ ကို ခရစ်တော်အားပေးတော်မူ ခရစ်တော်ကပေးလိုက်ပြီတဲ့ဟုတ်ပြီဆက်သွားမှလာပြီ22 ခြေဘဝတော်အောက်တို့ အာ အလုံးစုံတို့ကိုအာမင် ခြေဘွားတော့အောက်တော့ဘာဖြစ်လဲ အလုံးစုံတို့ အလုံးစုံဘာဖြစ်လဲ ခြားထားတဲ့ဖြင့် ဆိုတော့ဒီမှာကြည့် ခြေဘဝ အာနင်ရေဘူးသွားယူ ရေမရှိတော့ ရေမရှိသွားယူအဲ့ဒါကိုတောက်စီပေးမဟုတ်ရေမရှိတဲ့ရေဘူးကိုယူလာခဲ့ကျန်းစာပြင်းလေဒါလောကရဲ့အာဏာတကိုးတွေအားလုံးခြေဘွားတော်အောက်မှာချလိုက် အာမင်ဟာလေလုယာ ဟုတ်ပြီနော် အာမင် ချလိုက်ပြီ ဖုန်းဖွင့်ပေးလိုက် ရတယ် အတန်နဲ့မြည်သွား โอเคချလိုက်ပြီတဲ့ချလိုက်ပြီနော် အာမင် โอเคဆိုဘေးအရာကမှယေရှုရဲ့အထက်မှာမရှိဘူးယေရှုရဲ့ခြေဘဝအောက်မှာပဲရှိတယ်โอเคယေရှုခြေဘဝအောက်မှာရှိတယ်တဲ့မကြည့်ခြေဘဝတော့အောက်တော့အလုံးစုံတို့ကိုချတဲ့အကြောင်းရင်းကတခြားမဟုတ်ဘူးတဲ့အသင်းတော်အဖို့ဦးတဲ့ဘယ်သူအဖို့ အတင်းတော်ဘုမဝိညာဉ်တော်နဲ့အရန်ဟို အာမင်ဖကြခြေဘွားတော်အောက်တော့အလုံးစုံတို့ကိုချထားသဖြင့်အသင်းတော်ဖို့လုံးကသူ့ကိုအလုံးစုံတို့အချုပ်ချာဥကောင်းဖြစ်စေတော်မူ၏တဲ့ အာမင် ခရစ်တော်ဥကောင်းဒါဆိုရင်အသင်းတော်ကဘာလဲကွအသင်းတော်ကဘာကြီးလဲကိုခန္ဓာဒါဆိုရင်အဲ့ဒီအားတွေလောကအရာတွေအားလုံးအထွတ်အမြတ်အာနာဇတ်ကိုတွေအားလုံးဘယ်သူအောက်မှာရှိတာလဲခရစ်တော်အောက်မှာရှိတယ်လို့ပြောမယ်ခရစ်တော်တို့နေရာပေးလိုက်တော့ကြောင်းတို့ရဲ့အောက်မှာရှိရတဲ့အခွင့်ကိုပြင်ဆင်ပေးလိုက်တို့ကခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တဲ့အတွက်ကြောင့် အာမင် အာမင်အားလုံးရဲ့အထက်မှာစိုးစံတဲ့ခွင့်ရသွားပြီဒီတို့ကြောင့်တို့ကမကြည့်လောကယာတွေအားလုံးတို့တောင်းနေစရာမလိုဘူးကွယ်ဟာမဿဲခန်းကြီး6မြန်လေးတော့စားငါးလောက်ကနေစကြည့်ဖတ်ဖန်ဒီဆုတောင်းပတနာပြုသောအခါဟန်ဆောင်တက်တော်သူတို့နီးတူမပြု အနည်းပြဘေးချပိုက်ကုန်တယ်လားအနေလာစားတာလာစားနေနင်ဘယ်လိုလောက်ဘယ်ချမ်းသာတွေရှောက်ဘူးလဲဟုတ်တယ်နင်ချမ်းသာနည်းနည်းဘာသာပြန်ထားတဲ့ချမ်းသာဟဲ့လာဒီမှာလာနင်လဲလာအာမင်သင်သည်ဆုတောင်းပတနာပြုသောအခါလှို့ဝှက်သောသူတို့နီးသူမပြုနှင့်တို့သူတို့သည်လူများတို့ရှေ့မှထင်ရှားစေခြင်းကပွဲတစ်ပင်လမ်းဆုံးလမ်းဝတို့၌လမ်းဆုံးလမ်းဝတို့၌ပဲလမ်းဆုံးလမ်းဝလဲလမ်းဆုံးလမ်းဆုံးလမ်းဝတို့၌ဘာဖြစ်လဲလမ်းဆုံးလမ်းရက်လျက်ဆုတောင်းခြင်းကအလိုရှိကြ၏ငါမှန်ဆိုသည်ကတို့သူတို့သည်မိမိတို့အကျိုးကိုခံရကြ၏အာဟာစပ်ဖသင်သည်ဆုတောင်းသောအခါစိတ်ညံရာအခန်းတို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရာ၌ရှိတော်မူသောသင်၏အဘကိုဆုတောင်းလောမထင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံဆက်သွားသင်တို့သည်ဆုတောင်းသောအခါသာသနာပလူတို့နီးတူအချင်းဤသောစကားဖြင့်အထက်မမွတ်ကြနဲ့သာသနာပလူအချင်းဤမမွတ်နေတယ်အချင်းဤမွတ်တဲ့ဖွဲ့တွေအတန်နေလောက်ပြကြဘယ်လိုတွေဆုတောင်းလဲဖျားပေးပါဖျားပေးပါ
ဖျားတခင်မဆပါဖျားတခင်မဆပါလိုအပ်တယ်ငွေလေးဖျားတခင်မဆပါအထထအဲ့ဒါအထထကျွေးနေတာဒါမဲ့ဖျားဘာပြောလဲတဲ့တို့သူတို့သည်များစွာသောစကားအဖြစ်မိမိတို့အလိုပြည့်စုံမည်ဟုထင်မှတ်ကြ၏များစွာသောစကားတွေရှောက်ရှောက်ပြောအဆုတွေအကြီးကျယ်ရှယ်တွေတောင်းတယ်အများကြီးတောင်းနေတယ်အဲ့ဒါနဲ့သူတို့ပြည့်မယ်လို့ထင်ကြတယ်တဲ့ဆက်ဖတ်ထိုတို့နီးတူမပြုကြနဲ့ထိုသူတို့နီးတူပဲထိုတို့လည်းထိုသူတို့နီးတူမပြုကြနဲ့အကြောင်းကသင်တို့အလိုရှိသမျှကိုသင်တို့မတောင်းမိသင်တို့အပသင်တို့အလိုရှိသမျှတို့ကိုတဲ့အာမင်တင်းတို့မတောင်းမီတင်းတို့အဘတိတယ်တဲ့အာမင်အာမင်ဆိုတော့မင်းတို့လိုတာတွေရှောက်မတောင်းနဲ့မင်းတို့ငါအကုန်ပေးပြီးသားဒါပေမဲ့တောင်းရမယ်တဲ့အော်ဖိုင်လေဝဲဒါမှလာပြီမင်းတို့လိုတာတွေငါအကုန်သိတယ်တဲ့ဒါပေမဲ့မင်းတောင်းမယ်ရပါလဲမင်းလိုတာမတောင်းနဲ့ငါပေးထားတဲ့အရာကိုမင်းတောင်းHallelujah. Amen. Hallelujah. Amen. တင်းတို့လိုရှိမြောက်တင်းတို့အဖကမင်းတို့မတောင်းမရသူတင်သိထားပြီးသားတဲ့ဒါမဲ့တောင်းရမည်မှာတဲ့ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏အဖကိုရော၏နာမတော်အားရိုသေလေးမြတ်ခြင်းနိုင်ငံတော်ဘာတွေပြောနာလဲအဲ့ဒါအားလုံးဟာယေရှုအားဖြင့်တို့မင်္ဂလာတွေအကုန်ပေးထားပေးတာမထာညီကိုမလည်းကျွန်တော်ပြောပြမယ်ဒီနေ့ကစိုက်ပဲအောင်မြင်ခြင်းပေးပါမတောင်းပါနဲ့အောင်မြင်ခြင်းပေးပါမတောင်းပါနဲ့ယေရှုပြုပေးထားပေးသားမို့လို့ဘယ်မှာဖော်ပြထားလဲတစ်ကောခန်းကြီး55 59မြန်လေးသွားဟုတ်ပြီဖတ်စာပိတ်တော့ပိတ်လိုက်ပြန်ပြီတနာပါတယ်ပိတ်ဟယ်လိုငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့ဟာအောင်ခြင်းခွင့်ကိုပေးတော်မူသောပေးပြီးသားလားကျေးဇူးတော်ပေးပြီးသားလားပေးမာလားပေးပြီးသားလားပေးမာလားပေးတော်မူသောဆိုတာပေးပြီးသားညီကိုမောင်မတို့ရဲ့အောင်ချင်းခွင့်ကိုပေးပြီးသားဘုရားခင်အောင်ချင်းခွင့်ပေးပါပြောစရာကိုမလိုဘူးဘုရားခင်အောင်ချင်းခွင့်ပေးထားပြီးသားဒါဆိုဘယ်လိုရယူမလဲပေးထားပြီးသားအရာကိုယေရှုနာမနဲ့ငါသည်အောင်မြင်သောသူဖြစ်တယ်လို့နေတိုင်းကြွေးကြော်ဝန်ခံခြင်းကသင်ရတတ်တာတဲ့ကိုအဲ့ဒီအောင်မြင်ခြင်းတစ်ဖြည်းဖြည်းစီးဆင်းတော့ဝင်ရောက်လာမှာဖြစ်တယ်အာမင်တစ်ပေချက်လေးသွားရအောင်ဘုရားခင်ကျွန်တော်ကျမ်းမာခြင်းပေးပါကျမ်းမာခြင်းပေးပါ no ကျမ်းမာခြင်းပေးပါ no ကျမ်းမာခြင်းပေးပါ no အဲ့ဒါတောင်းစရာမဟုတ်ဘူးအာမင်ဒီမှာကြည့်တစ်ပေ2:24အာဟာအပြည့်နဲ့ဆိုင်သောຢာနဲ့အသေးဖြစ်ဖြောင်းမခြင်းနဲ့ဆိုင်သောຢာနဲ့အသက်ရှင်မြေအကြောင်းဘာဖြစ်လဲငါတို့ပြည့်မြောက်ကိုတော်တိုင်းခဏမေဒဏ်ချက်တော်များအပြင်ငါတို့ဒီအနာပြောက်လျက်ရှိကြ၏ဆိုဘာလုံးမလဲဒီနေ့ကစတော့ကိုတော့ကျမ်းမာရှင်းပေးပါ no ချစ်တော်ညီကောင်မအာမခံရဲတယ်လက်တွေ့လှုပ်ကြည့်ကြအာမခံရဲတယ်လက်တွေ့လှုပ်ကြည့်ကြပျောက်လျက်ရှိကြ၏လို့ပြောတဲ့ကြောင့်ပျောက်ပြီးသားဖြစ်ပြီးသားအဲ့တော့ယေရှုနာမနဲ့ငါသည်ကျမ်းမာပြီလို့နေတိုင်းဝန်ခံကြွေးကြော်တဲ့ခါမှာကျမ်းမာခြင်းအသင်တဲ့ကိုတဖြည်းဖြည်းရောက်ရှိလာမှာဖြစ်တယ်အာမင်အောင်မြင်ခြင်းတောင်းစရာလိုလားပေးပြီးသားလားပေးပြီးသားဘယ်လိုလုပ်ရမလဲဘယ်လိုရယူမလဲယေရှုနာမ၌ဝန်ခံကြွေးကြော်ရယူပါဒီနေ့ဆာတော့ပြောလဲတကယ်ကြီးဒီနေ့ဆာတော့ဟာလေလုယာတန်ချက်တော်များအပြင်သင်တို့ဒီအနာပြောင်းလဲအာမင်ဝန်ခံနေနဲ့အခုကျမ်းမာခြင်းနဲ့စပြီ
Yakuga salo tito yamya pinebi. One kind of do not pinebi. Yakuga salo pianle mumya pinebi. Chucha mumya kuga ne satinga. The kujin pipi labi bemale. To myamauto. That's what I'm out on him about to live when she dale. Payata the midi, Chimwana do they, Jewish or do they, one can do they, not she other queer Payapians and Habida. Amen. Almichino Yoda Almishimo Nico Canyon and Sally. Oh, Yoda Alminamo thing, Yauda near Madrid and Widome. The Yauda near Ma, the Namea Loma dream Widome. Oh, Theo, Name Petta do the Payaki, a go, Cap, baby, do Matthew, the Namega, the name we are a queen, Piak and Pierce Bailey, man. Hallelujah. Era David Lau, Payalo Baker, the girl David Lau, Name Petta do Emiabe, Name Payaga, the name Mazajin Jesus or Tataja, the name a tea, Payaya, Tate, Mia, a queen, Piak and Pierce Bailey. Yeshu could know a young Jesus didn't know, Lampia, when you know, Jesus Yantin, Amen. I don't decree on it to unwell below canale. A sing. Pina machine, you like crit on it, me unwell canamo, a sing camelo, you like summer, a sing. Hallelujah. Tia Almichia canamo, a sing. God's favor is not for a season, it's for a lifetime. Hallelujah. God's season is not for God favor is not for a season, it's for a lifetime. Payaya Mianada Yachin or Kanamo, Nuya the little Kuemo, Saya the little Kuemo, a sing. Hallelujah. Payamianada Naboma, a sing Shida Young Gina Boy number 1, 2, 3. Payalkiam Yanada, Genoma, a sing Shide, Boyao, Payalkiam Yanada, Genoma, a sing Shide. Now, so no Boyao, Payalki. Baby Korean, the other Beba look down there. Kaleria, Korean, Mwegaza, Uwe, Korean lady Jaro, Beba look down there. I mean, I don't pay out a pimatema, Kale, so that down my way. Himiado Mwegaza Nakaleria Eddie Bedemale, D. Pale? A tiny tema to do a Bazali Hara Balole. Peba, Jeba, Mazaba, Edari Alwa, baby Korean lady, baby Christian I diamond. Bless me, me, go to Jive, me, not you, me, and a Korean. Bless me. Bless me. No. I'm being like into a salad. Thank you. Bless me. Machiro, why? And a baby Korean lady, Pajale, pay out my piano, getting that. Dodo. You a yaula look at down piano. Li hong si pa ne mong da go da ong so shi lai lo dui bo go ro xin zhang da yin wu lian. Bless me, Modo. Why, Modo? Oh, yeah, Leon see the fan. Monai Jadam, Koro Jesu Denegoro. Jesu Dene Pioli, Monai Ataco Dalive. Jesu Dene Pioli, Monai Taco Santa Live. Jesu Dene Pioli, a tasso, Miezongo, Bosan Live. Hallelujah. Chimwan Chin, Chin, one can chin up here. Paya, longer Nina Town, Yeshua, paid Habida Yago. Ya, you tell to the people say. 8 tema nabate
ဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းကြီးရှိတယ်နံပါတ်1ဖခင်ပြင်ဆင်တဲ့ကောင်းကြီးယေရှုအပြင်ပြင်ဆင်တဲ့နံပါတ်1ကောင်းကြီးပါလဲဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းကြီး spiritual blessing number 2 material blessing ဖခင်ကတို့ကိုဝိညာဉ်ရေးရပဲကောင်းကြီးပေးတယ်ဖခင်မဟုတ်ဘူးအရာဝတ္ထုပိုင်းဆိုင်ရာပါကောင်းကြီးပေးတယ်ဖခင်ရှင်ဖြစ်တယ်အာမခံရတဲ့ဝိညာဉ်ပဲကောင်းကြီးပေးတဲ့ဖခင်ဆိုရင်အေဂုတုပြည်ရလူတွေအေဂုတုပြည်နဲ့ထွက်လာတဲ့ဣသရေလလူမျိုးတွေကိုထွက်သွားတဲ့အခါမှာဘာမှမယူခိုင်းမဲထွက်သွားမှာပေါ့ no အနှစ်430လုံးလုံးမင်းတို့ကြုံခံထားခဲ့တဲ့တပြားမှမပေးခဲ့တဲ့အေဂုတုပြည်ကအေဂုတုရဲ့စီးစိမ်အလုံးမင်းတို့ပြန်ယူသွားတယ်အေဂုတုပြည်စီးစိမ်အကုန်သူတို့တည်သွားတာဘလောက်များလဲတော့မသိဘူးရွှေနွားရုပ်လေးလှုပ်ဖို့ရန်တော့နှာတောင်းလေးတွေတစ်ခုတစ်ခုချွတ်တာတော့မှရွှေနှရုပ်ကြီးဖြစ်သွားတယ်ဘလောက်များလဲအဲ့ဒါတွေတော့မကအောင်ဗိမာန်တော်စောက်ဖို့ရန်အတွက်ဖခင်ကမောရှေအားဖြင့်တောင်းခိုင်းတဲ့အခါမှာလာပြီးတော့ပေးတာနည်းနည်းလာပေးတာတော့မှမောရှေကတော်ပြီတဲ့များကုန်ပြီတဲ့ဘလောက်များတဲ့ရွှေငွေတွေပါသွားလဲဖခင်ထပ်ပြောလိုက်သေးတယ်မင်းငါ့ကိုကိုးကွယ်ဖို့လာတဲ့ခါမှာလက်ချီးမလာနဲ့တဲ့ဣသရေလလူမျိုးတို့ပြန်တင်ပေးပြန်ပြီဘာလို့တင်ပေးရလဲဖခင်ကဒီအရာဝတ္ထုပိုင်းဆိုင်ရာကိုလိုချင်တဲ့ဖခင်လားရွှေငွေလိုချင်တဲ့ဖခင်လားဘာဖြစ်လို့လက်ချီးမလာနဲ့လို့ပြောတာလဲမင်းကငါကောင်းချီးပေးချင်တဲ့အရာကိုမင်းကအရင်ပေးတတ်တဲ့သူဖြစ်ပါစေတားများစွာပေးချင်တဲ့အခါမှာဖခင်ကဘာကိုပေးခိုင်းလဲတားကိုပေးခိုင်းတယ်ဖခင်ကတင့်ငွေကြေးဆိုင်ရာကောင်းချီးပေးချင်ဖခင်ကိုအရင်ဆုံးငွေကြေးနဲ့ဆိုင်တဲ့ကောင်းချီးကိုအကုန်ပြန်ပေးတတ်ရတယ်လှေပေးတယ်အဲ့ဒီလှေကဘာအတွက်လဲငါအတွက်ပေတရုဆရာနဲ့လှေတောင်းတယ်လှေပေးလိုက်တဲ့ချိန်လှေထဲမှာမချခင်မှာငါပြည့်ရှံသွားတဲ့ဒီဘုရားကောင်းကြီးပေးတယ်ဘုရားသခင်တင်းကိုတခုကိုလှုပ်တော့မယ်ဆိုတင်းစီကတောင်းတယ်တောင်းတဲ့ရလိုချင်လို့တောင်းတာမဟုတ်ပေးချင်လို့တောင်းတာအကုန်လာပေးလိုက်ငွေချင်းနဲ့ဆိုင်တဲ့ကောင်းကြီးငွေချင်းနဲ့ဆိုင်တဲ့လွတ်မြောက်ခြင်းရခြင်းတင်းလက်ထဲမှာရှိတဲ့အရာအကုန်လုံးဘုရားကိုပေးချလိုက်မယုံရင်ပေးချလိုက်အကျော်ပြပန်တေချာနာတော့မယ်ငါတို့ခရစ်တော်နဲ့တူအောင်ပွဲဘလို့ခန္ဓာလဲဘုရားခင်တိချင်မွေးချင်ဒီငါတို့အပြင်အရလို့နိုင်ဘုရားလုပ်တော့မယ်အစင်အောင်မြင်ခြင်းပေးရုံနဲ့မကဘူးတင်းရဲ့နာမည်ကြားတဲ့နေရာတိုင်းဟာဟာလေလုယာတည်င်းပွေးရတဲ့ခွင့်ဖြာရှင်ပြည့်စုံပေးလိမ့်မယ်ဟာလေလုယာဆရာရဲမင်းထက်ကြောင်ကြားပြီလားသူ့ရဲ့တက်တာပြီးကျွန်တော်လွတ်မြောက်ခဲ့တာဆရာဝင်းမင်းထုံးကြောင်ကြားပြီလားကျွန်တော်သူ့ရဲ့တက်တာပြီးကျွန်တော်ဖယားကိုရခဲ့တာဒီနေ့လေးတွေမွေးရလာရလိမ့်မယ်အာမင်ဆရာကြီးဟာကြောင်ကြားပြီလားကြားပြီဆရာကြီးဟာရဲ့အတက်တာအပြင်ကျွန်တော်ရဲ့အတက်တာဖယားခင်နဲ့တွာလာတက်ပြီးတော့အခုကောင်းချီးတယ်ဖြစ်နေတယ်လာလိမ့်မယ်လာလိမ့်မယ်လာမအာမင်လာမယ်လာတော့မယ်နောက်မှတော့ကြောင်ပြပန်တေချာတော့ပေးထားပြီးသားအရာထက်ခါမတောင်းပါနဲ့ပေးထားပြီးသားအရာထက်ခါမတောင်းပါနဲ့မကြည့်ကျွန်တော်ပြောတေးချာနာတော့နင်းတော့လို့ရမယ်ထိုင် thank you နာတာတော့ဖခင်ကယေရှုအပြင်ကဘာကြီးကိုမင်္ဂလာပေးလိုက်ပြီ For God so loved the world that he gave his only begotten son တေချာနာတော့လောကကြီးကိုဖခင်ကလက်ဆောင်ဖြစ်ပေးလိုက်တယ်ဖခင်ရဲ့လက်ဆောင်ကယေရှုခရစ်မတ်မှာလက်ဆောင်ပေးတယ်ဆိုတာလည်းကားမဟုတ်ဘူးဖခင်ကလောကကိုလက်ဆောင်ပေးလိုက်လို့လောကရဲ့လက်ဆောင်ကဘာလို့လောကကိုပေးလိုက်တဲ့ဖခင်ရဲ့လက်ဆောင်ကဘာလဲဆိုယေရှုတေချာနာတော့တေချာနာတော့တေချာအရင်ကြီးလောကကိုချစ်လုံးအားကြီးလို့ချစ်စရာမကောင်းတဲ့လောကကြီးကိုဖခင်ချစ်ပြီးတော့လက်ဆောင်ဖြစ်ပေးလိုက်တယ်ဘာလို့လဲယေရှုလောကမှာလိုအပ်သမျှအရာအားလုံးရဲ့အဖြေကယေရှုမှာရှိတယ်
လောကအတွေ့ယေရှုဒီချမ်းတော့လောကအတွေ့ယေရှုပေးလိုက်တော့ကြောင်းလောကရဲ့လိုအပ်မှုအလုံးယေရှုထဲမှာရှိနေတယ် Okay ယေရှုထဲမှာရှိနေတယ်အဲ့ဒါကိုလောကသားမသိဘူးမောင်မိုက်ကအလင်းကိုမလို့ချင်ဘူးဒါပေမဲ့ထ तू ကကျင့်ချင်းခါတဲ့မိန်းမအပြစ်နဲ့ပြည့်တဲ့မိန်းမယောဂနဲ့ပြည့်နေတဲ့မိန်းမ तू ဝဲမဟုတ်တကဘာလုံးကကျင့်ချင်းခံထားတာတကဘာလုံးကအပြစ်နဲ့ပြည့်နေတာတကဘာလုံးကယောဂနဲ့ပြည့်နေတာအပြစ်ကယောဂပဲစနေပါလုံးတူနာဆွဲတဲ့အမျိုးသမီးဟာသူဝိညာဉ်ထဲကနေငါသူ့ရဲ့ပပွားကိုတွေ့ရင်တော့ပြောင်းမယ်ဘာလဲသိလားဖျားပေးတဲ့လက်ဆောင်ကို तू ဟာယုံကြည်ခြင်းနဲ့ तू ယူတော့မယ်သင်အသက်တာမှာယေရှုအဖြစ်မင်္ဂလာခံစားခြင်းရဲရဲထယူသင်ရဲ့အားနည်းချက်ကိုမကြည့်နဲ့ယေရှုရဲ့အားသာချက်ကိုကြည့်ပြီးထယူအားနည်းချက်ကြောင့်ဆိုရင် तू ထရဲမှာမဟုတ်ဘူးသူ့ရဲ့အားနည်းချက်ဒါပေမဲ့ဒါမဲ့ငါသူ့ရဲ့ဘဝကိုတို့တာနဲ့ငါပြောင်းမယ်လာရဲလာတို့လိုက်ပြီမကင်ခိုင်းတို့ခိုင်းတာတို့လိုက်တော့တော်ပြီလေရှက်ပဲကျန်းစာမဖတ်တာဘယ်လောက်တိတာလဲဆိုတော့လာကင်ထားတယ်တို့လိုက်တဲ့အချိန်မှာသူ့ထဲကနေအနာရောဂါပျောက်သွားပြီတဲ့ကျွန်တော်ယေရှုနေရာဝင်ယူတာတော့မဟုတ်ပါဘူးတမန်ကျွန်တော်တုတ်ဆွတရုပ်ဆောင်ပြတာဒါပေမဲ့ယေရှုထဲမှာကျွန်တော်ရှိတယ်အေးဆေးပဲဘာမှမဖြစ်ဘူးအကြည့်သူကလုံးဝ confident ပြည့်နေဟုတ်တယ်ငါ့ကိုကြိုက်တယ်လို့ပြောပါစေဒါပေမဲ့ယေရှုအားဖြင့်တော့ပြန်သွားမဟုတ် confident အပြည့်နဲ့လား confident အပြည့်နဲ့မတို့ခင် confident အပြည့်နဲ့လားအဝေးကိုပြန်သွား confident အပြည့်နဲ့ပြန်လာယေရှုကလမ်းမှာကျွန်တော်ရှောက်သွားတာခီးတော်မဆိုင်ဘူးသူဟန်တော့လေပြန်သွားဘောပါလာမသိတော့ပါလာမသိယေရှုကိုဖျားသခင်ကဒီလောကကိုလက်ဆောင်ဖြစ်ပေးလိုက်ပြီသင်ရဲ့ဖျားအကြီးမားဆုံးလက်ဆောင်ကသင်အတွက်ဖျားပေးတဲ့အကြီးမားဆုံးလက်ဆောင်ရွှေတွေငွေတွေမဟုတ်ယေရှုသင်ကိုဖျားပေးတဲ့အကြီးမားဆုံးလက်ဆောင်ကယေရှုသင်ကိုဖျားအကြီးမားဆုံးပေးတဲ့လက်ဆောင်ကယေရှုထဲမှာကျမ်းမာခြင်းအောင်မြင်ခြင်းလွတ်မြောက်ခြင်းကြွယ်ဝခြင်းစီးစိမ်ဂုဏ်တွေအကုန်ရှိတဲ့သင်လိုအပ်နေတဲ့အရာယေရှုထဲမှာရှိတဲ့ဟာလေလုယာအကုန်ပေးပြီးသားပြောအကုန်ပေးပြီးသားဒါငါတို့ဖျားခင်ဒီဘုံအနုပေါ်နဲ့ဆံပေးတော်မူသောစီစဉ်ရှိတဲ့သင်တို့အလိုဘသူအဖြစ်ပြည့်စုံစေမလဲယေရှုအဖြစ်အဲ့ဒါကိုဒီမျိုးများနေရယေရှုကငါရဲ့အရာခတ်တယ်ပြောရအောင်ယေရှုကငါရဲ့အရာခတ်တယ်ပြောယေရှုကငါရဲ့အရာခတ်တယ်online မှာကြည့်နေသူတို့အားလုံးယေရှုကငါတို့ရဲ့အရာခတ်သိမ်းဖြစ်တယ်ယေရှုကသင်ရဲ့အရာခတ်သိမ်းဖြစ်တယ်ယေရှုကသင်ရဲ့အရာခတ်သိမ်းဖြစ်တယ်ယေရှုကကျွန်တော်ရဲ့အရာခတ်သိမ်းဖြစ်တယ်ကျွန်တော်လိုအပ်တဲ့အရာတွေအားလုံးယေရှုအပြင်ဘုရားခင်အကုန်လုံးပြည့်စုံပြီးစေပြီးသားဆိုထထမှာလိုအပ်နေတဲ့အရာဘယ်သူမှရှိလဲထထမှာလိုအပ်နေတဲ့အရာအားလုံးဘယ်သူမှရှိလဲအဲ့ဒါရအောင်လိုက်ယူတတ်ဖို့အရေးကြီးတယ်ဟုတ်ပြီဆိုဖျက်လျှောက်သွားပြီလာယူမကင်ခိုင်းဘူးတို့ခိုင်းတာတို့လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့သူ့အထဲမှာအနာရောဂါငြိမ်းခြင်းဖြစ်ပြီအချိန်မှာသွားနေတဲ့ချက်ချင်းရက်သွားပြီငါလည်းတကူထွက်တယ်ငါဘာလို့တိုးတာလဲ
မဟုတ်ဘူးငါသိတယ်။နားတဲ့တကိုးထွက်တော်တာငါသိတယ်။ဘာလို့လဲပြောစမ်း။ကျန်းစာထဲမှာလက်ထောင်နေပေါ့။ကျန်းစာထဲမှာလက်ထောင်နေပေါ့။ဘာလို့လဲပြောလေကျမပါချက်ချင်းမပြောလေငါသမီးတင့်ယုံကြည်ခြင်းတွေတင့်အနာကိုငြိမ့်စေပြီဝါဖယားတကယ်မင်းဟဲ့သမီးနေပါလေလောက်ခဲ့လေလွန်ခဲ့တဲ့2 နှစ်ကနေပါလေလောက်ခဲ့လေမမေးဘူးမဖြစ်ကြောက်လန့်နဲ့ဖြစ် online မှာပါအောင်မြန်ပြောရတယ်မမေးဘူးဘာမမေးဘူးငါသမီးသိယုံကြည်ခြင်းတွေတင်နာကိုငြိမ့်စေပြီငါတို့ကတယောက်မှမစုံလင်တဲ့သူတွေစုံလင်အောင်မကြိုးစားနဲ့စုံလင်စေတဲ့ယေရှုကိုသွားပြီးတော့တိုးတက်တော်သူတွေဖြစ်ပါစေစုံလင်စေတဲ့ယေရှုကိုသွားပြီးတော့တိုးတက်တော်သူတွေဖြစ်ပါစေဒီနေ့ဆောက်တော့တိုးချင်းဆိုတာဘာလဲယုံကြည်ခြင်းနဲ့ဝန်ခံခြင်းယုံကြည်ခြင်းနဲ့ကြွေးကြော်ခြင်းလုံးဝမတိုးရသေးဘူးတိုးတာနဲ့ငါပြောင်းတိုးတာနဲ့ငါပြောင်းငါယုံကြည်ခြင်းနဲ့ဝန်ခံတာနဲ့ငါပြောင်းဒီနေ့တိုးချင်းဆိုတာဘာလဲဝန်ခံခြင်းတိုးချင်းဆိုတာဘာလဲဝန်ခံခြင်းဟိုတော့တိုးတယ်ဒီနေ့ကဘာလဲယုံကြည်ခြင်းနဲ့ဝန်ခံခြင်းဟာတိုးခြင်းပဲအဲ့ဒီမှာမင်္ဂလာစတင်စီးဆင်းလာတယ်ဖျားပေးထားပြီးသားအရာကိုမတောင်းနဲ့ဖျားပေးထားပြီးသားအရာကိုယုံကြည်ခြင်းနဲ့ဝန်ခံရအောင်ဘေးနာမှာရှိတယ်ပြောလိုက်ဖျားပေးထားပြီးသားအရာကိုယုံကြည်ခြင်းနဲ့ဝန်ခံမယ်အာမင်ဝိညာဉ်ရေးဆိုင်ရာကောင်းကြီးပြီးတော့မှအရာဝတ္ထုပိုင်းဆိုင်ရာကောင်းကြီးပြီးတော့မှမထိုက်တန်ပဲနဲ့ရတဲ့ကောင်းကြီးပြီးတော့မှမတောင်းပဲနဲ့ရတဲ့ကောင်းကြီးဖခင်ဒီမင်္ဂလာတွေပြင်ဆင်ထားတယ်ပြန်ပြောမယ်ဒီလေးချက်2024မှာစတင်ပြီးတော့အဲ့ဒီ experience ကိုရယူမယ် number 1ဆိုတော့တေချာနာ number 2ဝိညာဉ်ရေးကောင်းကြီး number 2အရာဝတ္ထုပိုင်းဆိုင်ရာကောင်းကြီးnumber 3မထိုက်တန်ပဲနဲ့ရတဲ့ကောင်းကြီးတင်မထိုက်တောင်တင်ဖျားပေးလိုက်မယ်ဘာလို့လဲတင်အဲ့ဒီမိန်းမကျမ်းမာဖို့ထိုက်တန်တဲ့သူမဟုတ်ဘူးဒါပေမဲ့ဖျားထိုက်တန်စေလိုက်တယ်ဘာကြောင့်လဲယုံကြည်ခြင်းကြောင့်number 4မတောင်းမဲနဲ့ရတဲ့ကောင်းကြီးဒီလေးချက်မမင်းနဲ့ number 1ပါလဲnumber 2 number 3မထိုက်တန်မဲနဲ့ဖျားခင်ပေးတာမင်းမထိုက်တောင်ဒါပေမဲ့ငါမျိုးပေးတယ်မင်းမထိုက်တောင်ငါမျိုးပေးတယ်အဲ့ဒါဘာလဲယေရှုတော်ကြောင့်နံပါတ်4မတောင်းပဲနဲ့ရတဲ့ကောင်းကြီးဘာလို့ဒီလားဩဘပေတော်ရဲ့အိမ်မှာဘုရားသခင်မတောင်းပဲနဲ့ကောင်းကြီးပေးလိုက်တယ်အဲ့ဒီအိမ်ကပရိညင်ပဲသူပရိညင်တစ်တာပဲသူဘာလို့ပေးလိုက်တာလဲလက်ခံပေးလိုက်ရောသင်ရဲ့တက်တာမှာယေရှုကိုလက်ခံလိုက်တာနဲ့ယေရှုအရှင်သခင်ဖြစ်နေတဲ့ဝန်ခံကြွေးကြော်လိုက်တာနဲ့ဩဘဘေတုံမှာရှိတဲ့အဲ့ဒီမိသားစုထဲမှာခရစ်တော်ကိုဟလာဒီပရိညင်ကိုနေရာပေးတဲ့ခရစ်တော်နေရာပေးတဲ့အသက်တာတဲ့မတောင်းမဲနဲ့ရတဲ့မင်္ဂလာတွေဘုရားခင်ပြင်ဆင်ထားတယ်ဟာလေလုယာတင်မတောင်းမဲနဲ့ဘုရားရှင်တင်းကိုတင်လိုအပ်တဲ့အရာထပ်ပိုရှာတဲ့ခွင့်ဘုရားရှင်ပြင်ဆင်ပေးလိမ့်မယ်။ဩဘပေတော့ तू မလိုပါဘူးဒါပေမဲ့ဘုရားပေးတယ်မလိုပါဘူးဘုရားပေးတယ်မတောင်းပါဘူးဘုရားခင်ပေးတယ်။ရှောလမုန်က तू တောင်းလို့လားစီးစိမ်ဥစ္စာတောင်းလို့လားမတောင်းဘုရားပေးတယ်လေ။အာမင်။တင်ကိုလည်းဘုရားခင်မတောင်းမဲနဲ့တင်လိုအပ်တာတဲ့ရှံထွက်နေအောင်ဘုရားခင်မဆာလိမ့်မယ်။အဲ့ဒါဘုရားဘုန်းတော်အတွက်ဖြစ်ပါစေ။ဟာလေလုယာအဲ့ဒါဒီအားလုံးနေ့တိုင်းဝန်ခံပြီးတော့ကြွေးကြော်ရဲတဲ့သူတွေဖြစ်ပါစေနေ့တိုင်းဝန်ခံမယ်နေ့တိုင်းကြွေးကြော်မယ်အောင်ချင်းနဲ့ကြွေးကြော်မယ်အောင်ချင်းနဲ့ကြွေးကြော်မယ်ယေရှုခရစ်တော်ဟုတ်လားဘာလဲမဘောအခုနဆရာဆိုတာမလားအောင်ချင်းနဲ့ကြွေးကြော်မယ်ကိုရောရှိမှာသဘောပေါက်လားဇုံကညီကိုမောင်မလေးရလားဒီလောက်ရပြီလားရပြီလားရတာအားလုံးကြည့်လိုက်ရပြီလားပေးထားပြီးသားအရာထပ်တောင်းစရာလိုလားမလိုဘူးပေးထားပြီးသားအရာတိဖို့ပဲလိုတယ်ယေရှုအပြင်အကုန်ပေးထားပြီးသားတင်လိုအပ်တဲ့အရာတွေအားလုံးပေးထားပြီးသားအဲ့ဒါကိုဘသူကလိုက်ယူလဲစနစ်ပဲလို့သွေးသွင်းနဲ့ဆွဲတဲ့အမျိုးသမီးယုံကြည်ခြင်းနဲ့ရယူတယ်ရလားရတယ်အဲ့တော့သွားတိုးလို့ရတယ်အခုကတိုးလို့မရဘူးဒါပေမဲ့တိုးတဲ့နီးရှိတယ်နီးတစ်ကပါလဲဝန်ခံခြင်းကတိုးခြင်း
အမြဲတမ်းဝန်ခံမယ်နာမတော်၌ဝန်ခံတတ်ခြင်းမင်္ဂလာတွားတို့တာနဲ့တူတူပဲနာမတော်၌ဝန်ခံခြင်းအပြင်သင်ရဲ့အသက်တာတွေမှာပိတ်ဆို့နေရတဲ့အားလုံးအကုန်စင်ဘုရားရှင်အကုန်ဖယ်ရှားတော့မင်္ဂလာတွေတည်ဆောင်လိုက်လိမ့်မယ်ယုံကြည်တဲ့သူအာမင်၃ချိန်ထူရအောင်1 2 3အာမင်အာမင်အာမင်